2016 ခုရာသီတုန်းက Manchester City က Champions League နဲ့ FA ဖလားပြိုင်ပွဲတွေကနေစောစီးစွာလက်ပြနှုတ်ဆက်ခဲ့ရသလို Premier League မှာလည်းအဆင့်4နေရာရရှိဖို့မနှဲယုံခဲ့ပြီးစ조사ခဲ့ရပါတယ်။ဒါပေမဲ့နောက်ထပ်10နှစ်တာကာလအတွင်းမှာတော့အရာအလုံးအံ့အားသင့်ဖွယ်ပြောင်းလဲသွားခဲ့ပါတယ်။အဓိကဆုဖလားကြီးပေါင်း16လုံးစံချိန်ဟောင်းတွေကိုအကြိမ်ကြိမ်ခြေဖျက်မှုနဲ့အတူခေတ်သစ်ဘောလုံးလောကရဲ့ကစားဟန်ကိုပါထာဝရပြောင်းလဲပစ်ခဲ့ပါတယ်။ဒီလိုအချိန်တိုအတွင်းမှာ Man City ရဲ့သမိုင်းကြောင်းကိုထာဝရပြောင်းလဲစေခဲ့သူကတော့ Pep Guardiola ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအချိန်ခဏအတွင်းမှာအသင်းကိုဘယ်လိုများပုံဖော်ပြောင်းလဲခဲ့တာလဲ။ကမ္ဘာအခက်ခဲဆုံး League ပြိုင်ပွဲကြီးကို Pep ကသူ့ရဲ့ကိုယ်ပိုင်လေ့ကျင့်ကစားကွင်းတစ်ဖွဲ့ဘယ်လိုများလွှမ်းမိုးချုပ်ကင်ခဲ့တာလဲ။ဒါတွေအားလုံးကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ပေးပြီးတော့အဆင်ပြေ VPN လေးခံကြည့်ပေးဖို့တောင်းဆိုပါရစေ။ဒီမိကုန်းတွေရဲ့အဖြေကိုနားလည်ဖို့ဆိုရင် Manchester City ရဲ့ကံကြမ္မာအပီးတိုင်ပြောင်းလဲသွားစေခဲ့တဲ့2008ခုနှစ်စီကိုပြန်သွားကြည့်ရပါလိမ့်မယ်။2008ခုနှစ်စက်တင်ဘာလမှာတော့အဘူဒါဘီဘီလီယံနာရှိတ်မန်ဆော်က Manchester City ကိုတရားဝင်ဝယ်ယူခဲ့ပါတယ်။တညတာအတွင်းမှာပဲ Manchester မြို့ရဲ့အပြာရောင်ချမ်းမှာမျောလင်းချက်အလင်းရောင်တွေစတင်တောက်ပလာခဲ့ပါတယ်။ဘီလီယံနဲ့ချီတဲ့ငွေကြေးအင်အားကြောင့်လဲလက်အသင်းဘဝကနေဥရောပရဲ့ကြောက်စရာအကောင်းဆုံးထိပ်တန်းအင်အားစုအဖြစ်ပြောင်းလဲသွားခဲ့တဲ့တာရကားတွေကိုမြင်တွေ့ဖူးထားတဲ့ပရိသတ်တွေအတွက်အင်္ဂလန်ပြည်မှာနောက်ထပ်စူပါပါဝါအသင်းတစ်ခုထွက်ပေါ်လာတော့မယ်ဆိုတာရှင်းရှင်းလင်းလင်းသိမြင်နေကြကြပါတယ်။နှစ်ပေါင်းများစွာပရီးမီးယားလိဂ်ကိုလွှမ်းမိုးကြီးစိုးထားတဲ့ Manchester United ကိုပလင်ပေါ်ကဖြုတ်ချရေးဟာ City တို့ရဲ့တခုတည်းသောရည်မှန်းချက်ဖြစ်လာခဲ့ပါတယ်။အသစ်ရရှိလာတဲ့ကြီးမားသောဘန်နာရေးအင်အားနဲ့အတူ Manchester ရှေ့ပိုင်းကလပ်ဟာ Sergio Aguero, Yaya Toure, David Silva နဲ့ Vincent Kompany အစရှိတဲ့ကမ္ဘာအဆင့်ကျယ်ဝန်းကစားသမားတွေကိုခေါ်ယူက Empire တစ်တစ်ခုရဲ့အုတ်မြစ်ကိုစတင်ချမှတ်ခဲ့ပါတယ်။ဒါကြောင့်မကြာခင်မှာပဲဒီစိတ်လှုပ်ရှားပွဲလူငယ်အင်အားစုဟာ2012ခုနှစ်ရာသီရဲ့နောက်ဆုံးမိနစ်အခိုင်အတက်မှာသူတို့ရဲ့ပထမဆုံး Premier League Champions ဆုကို Drama ဆန်ဆန်အံ့အားသင့်ဖွယ်ဆုခူးပြသွားခဲ့ပါတယ်။ဒါပေမဲ့ City ဘက်ကနှစ်စဉ်ငွေကြေးအမြောက်များသုံးစွဲနေခဲ့ပေမဲ့နီးပြတွေကကမ္ဘာအရေးချင်းအရှိဆုံးအသင်းတစ်သင်းစီကနေအကောင်းဆုံးရလဒ်တွေထောပေါ်လာအောင်စွမ်းဆောင်နိုင်ဖို့ရုန်းကန်နေရဆဲဖြစ်ခဲ့ပါတယ်။ Iliakim Mangala, Wilfred Pony နဲ့ Raheem Sterling တို့လိုကစားသမားတွေ ETSC ကိုကြီးမားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ရောက်ရှိလာခဲ့ကြပေမဲ့လည်း City က Sir Alex Ferguson လက်ထက် Manchester United တိစောက်နိုင်ခဲ့သလိုမျိုးဆက်တစ်ခုလုံးလွှမ်းမိုးမဲ့ Empire တစ်ခုမတိစောက်နိုင်ခဲ့ပါဘူး။အဲဒီနောက်ပိုင်း Premier League Champions ဆု၄ချိန်မှာတစ်ချိန်တည်းသာရယူနိုင်ခဲ့ပါတယ်။ Champions League ပြိုင်ပွဲမှာလည်း City တို့ရဲ့အခြေအနေကလုံးဝမကောင်းခဲ့ပါဘူး။အုပ်စုအဆင့်ကနေမကြာခဏထွက်ခွာခဲ့ရသလိုရှုံးထွက်အစောပိုင်းအဆင့်တွေမှာလည်းဘာစီလိုနာ၊ရီယယ်မက်ဒရစ်တို့လိုဥရောပဘလူးကြီးတွေရဲ့အလဲထိုးခြင်းကိုခံခဲ့ရပါတယ်။2015-16ရာသီအရောက်မှာတော့ City ဟာလီဗာပူး၊လက်စတာစီးတီးနဲ့တော်တင်ဟမ်တို့လိုအသင်းတွေကိုဂိုးပြတ်အရှက်တကွဲရှုံးနိမ့်မှုတွေကြုံတွေ့လာရပါတယ်။ City ဟာပရီးမီးယားလိဂ်ရဲ့အမြဲတမ်းအင်အားကြီးအသင်းတစ်သင်းဖြစ်လာနိုင်ပါမလားဆိုတဲ့တန်တရားတွေကြီးထွားလာချိန်မှာပဲကတလန်သားနီးပြူဟာပါရမီရှင်တယောက်ဖြစ်တဲ့ Pep Guardiola ဟာ Man City အသင်းရဲ့နီးပြအဖြစ်ရောက်ရှိလာတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်တို့မှာ Pep Guardiola ပြသခဲ့တဲ့ဘောလုံးကစားဟန်ကမယုံနိုင်စရာကောင်းလောက်အောင်ထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ဒီလူငယ်နီးပြဟာလာလီဂါနဲ့ Bundesliga ရဲ့9ရာသီအတွင်းမှာတစ်ကြိမ်တည်းကလွဲလို့ကျန်တဲ့6ရာသီလုံး League Champions ဆုတွေကိုသိမ်းပိုက်ခဲ့သလို Champions League ဖလား2ကြိမ်အထိရယူထားပြီးဖြစ်ပါတယ်။ဒါကြောင့်သူဘိုင်ယန်ကနေထွက်ခွာတော့မယ်လို့ကြေညာလိုက်တာနဲ့ဥရောပထိပ်တန်းကလပ်တိုင်းရဲ့အာရုံကိုတပြိုင်နက်ဖန်ဆားနိုင်ခဲ့ပါတယ်။မန်နေဂျာ Manuel Pellegrini လက်အောက်မှာ City အသင်းရုန်းကန်နေရချိန်2016ခုနှစ်ဖေဖော်ဝါရီလမှာတော့ Guardiola ဟာရာသီကုန်မှာ City နီးပြအဖြစ်စတင်တာဝန်ယူမယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။ဒါဟာဘောလုံးလောကတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့တဲ့မယုံနိုင်စရာပြောင်းရွှေ့မှုတစ်ခုပါပဲ။ Manchester United, AC Milan နဲ့ Barcelona တို့လိုသမိုင်းဝင်ထိပ်တန်းအသင်းတွေကဒီစူပါစတာမန်နေဂျာဟာတိဆောက်ပြီးသားအစဉ်အလာကြီးမားတဲ့ Empire တစ်ခုကိုပဲဦးဆောင်လိမ့်မယ်လို့ထင်မှတ်ခဲ့ကြပေမဲ့ Guardiola ကတော့အစကနေအသစ်ပြန်လဲတိဆောက်တဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်။အဲဒီအချိန်ကစပြီးဘောလုံးလောကဟာဘယ်တော့မှအရင်လိုပြန်မဖြစ်တော့ပါဘူး။ Guardiola Manchester ကိုရောက်ရှိလာတာနဲ့ Premier League ဟာချက်ချင်းဆိုသလိုရုပ်ရှင်ရုံကြီးတစ်ခုလိုစိတ်လှုပ်ရှားပွဲအကောင်းဆုံးဇက်ခုံတစ်ခုဖြစ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ Barcelona ရဲ့ရွှေရောင်နေရက်တွေအဆုံးသတ်ချိန်မှာEl Clasico ရဲ့မဟာပြိုင်ဘက် Real Madrid ကိုဦးဆောင်ပြီး Pepsi ကနေ Champions ဆုကိုလူယူကထာဝရတည်မြဲတော့မယ်ထင်ရတဲ့လွှမ်းမိုးမှုကိုအဆုံးသတ်ပြခဲ့တဲ့ Jose Mourinho ကလည်း Manchester United ကိုရောက်ရှိနေခဲ့လို့ပါပဲ။
ဂွာရီယိုလာနဲ့မော်ရင်ဟိုရဲ့တိုက်ပွဲတွေဟာဒရာမာတွေအကျိတ်နဲ့ပြိုင်ဆိုင်မှုတွေနဲ့စိတ်လှုပ်ရှားမှုတွေအမြဲပြည့်နေနေကြတာကြောင့်ကဘာတဝင်းကပရိသတ်တွေဟာဒီပါရမီရှင်နီးပြ2ယောက်ရဲ့မန်ချက်စတာဒါဘီပြန်လည်တွေ့ဆုံမှုကိုရင်ခုန်စွာစောင့်မျှော်ခဲ့ကြပါတယ်။ဒါပေမဲ့ဂွာရီယိုလာအင်္ဂလန်မြေမှာရင်ဆိုင်ရမယ့်ပြိုင်ဘက်ကဟိုဆေးတယောက်ထဲတော့မဟုတ်ခဲ့ပါဘူး။2013ခုနှစ်ကနေ2016ခုနှစ်အတွင်းဂွာရီယိုလာဟာဘွန်ဒက်စလီဂါမှာလွယ်လွယ်ကူကူကစားပြပြီးဘိုင်ယန်မြူးနစ်ကို3နှစ်ဆက်တိုက်ချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့ပေမဲ့အဲ့ဒီဂျာမန်မြေမှာလည်းဂွာရီယိုလာကိုဘယ်လိုတားဆီးရမလဲဆိုတာကောင်းကောင်းကြီးသိနေတဲ့လူတစ်ယောက်ရှိနေခဲ့ပါသေးတယ်။သူကတော့ယာယင်ကလော့ပါ။ပက်ဂျာမနီမှာရှိစဉ်ကတည်းကဒီထက်မြက်တဲ့ဂျာမန်နီးပြူဟာမူဟာဒေါ်မွန်အသင်းကိုကင်တွယ်ပြီးအနိုင်ယူဖို့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ဘိုင်ယန်မြူးနစ်ကို4-2-3-0 2-0 စားတဲ့ရလက်တွေနဲ့အလဲထိုးပြခဲ့ဦးပါတယ်။ကလော့ရဲ့ပြင်းထန်လာတဲ့ဖီအားပေးကစားဟန်ဟာဂွာရီယိုလာရဲ့တိကျသေးကြတဲ့ဘောလုံးပေးပို့မှုတွေကိုရပ်တန့်စေခဲ့ပြီးဒီနီးပြကြီးမှလည်းအားနည်းချက်တွေရှိနေကြောင်းနဲ့ငွေကြေးအင်အားမကြီးမားတဲ့အသင်းတွေကလည်းသူ့ကိုအနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာကဘာကိုသက်သေပြခဲ့ပါတယ်။ကဘာတဝင်းကပရိသတ်တွေအတွက်ရင်ခုန်စရာအကောင်းဆုံးကတော့ဒီပြိုင်ဆိုင်မှုဟာပရီးမီးယားလိစီကူးဆက်လာခဲ့တာပါပဲ။လွန်ခဲ့တဲ့လပိုင်းအနည်းငယ်ကမှကလော့ပါလီဗာပူးတီးပြအဖြစ်ရောက်ရှိလာခဲ့ပြီးအန်ဖီရဲ့ဂုဏ်သိက္ခာကိုပြန်လည်ရယူပေးမယ်လို့အလေးနဲ့ကတိပေးထားခဲ့ပါတယ်။ဒါကြောင့်ဂွာရီယိုလာအနေနဲ့ပရီးမီးယားလိချန်ပီယံဆုကိုလိုချင်နေဆိုရင်သူ့ဘဝတစ်လျှောက်အခက်အခဲဆုံးပြိုင်ဘက်မန်နေဂျာ2ယောက်လုံးကိုမဖြစ်မနေကြော်ဖြတ်ရတော့မှာပါ။ပက်ပြက်ကုံသတင်းကအင်္ဂလန်မြေကိုရောက်လာခဲ့ပေမဲ့ဝေဖန်သူအများစုကတော့စတုတ်စီးတီးလိုမိုးအေးပြီးခက်ခဲကြမ်းတမ်းတဲ့အဝေးကွင်းမျိုးမှာဂွာရီယိုလာရဲ့လှပတဲ့ဘောလုံးပုံစံအလုပ်ဖြစ်ပါမလားဆိုပြီးတန်တရားဝင်ခဲ့ကြပါတယ်။ပထမရာသီမှာတော့သူတို့ရဲ့တန်တရားတွေမှန်ကန်ကြောင်းသက်သေပြသလိုဖြစ်ခဲ့ပြီးမန်ချက်စတာစီးတီးဟာသူ့ရဲ့စိတ်ကူးအတိုင်းကစားနိုင်ဖို့အဆင်သင့်မဖြစ်သေးပဲလုံးစီယာတွေအများကြီးကြံနေသေးတာကိုတွေ့ခဲ့ရပါတယ်။ဂိုးသမားနေရာမှာအင်္ဂလန်လက်ရွေးစင်ဂျိုးဝက်ရှိနေခဲ့ပါတယ်။သူဟာကမ္ဘာအဆင့်ဂိုးကကွယ်နိုင်စွမ်းရှိတဲ့ဂိုးသမားတစ်ယောက်ဖြစ်ပေမဲ့ခြေထောက်နဲ့ဘောလုံးကစားရမှာအားနည်းချက်ရှိနေခဲ့ပါတယ်။ပက်ကတော့မန်နျူယ်နိုအာလိုခြေထောက်နဲ့ဘောလုံးကိုတည်တည်ချာချာတိဆောက်ကစားနိုင်တဲ့စူပါကီပါမျိုးကိုလိုချင်တာကြောင့်ဂျိုးဝက်ကိုအရန်ကုန်ထိုင်စေခဲ့ပြီးကလော်ရီယိုဘရာဗိုကိုအစားထိုးခေါ်ယူခဲ့ပါတယ်။ကန်စစ်မှာအသင်းကောင်းဆောင်ဗင်ဆစ်ကုမ္ပဏီရှိနေပေမဲ့ဒဏ်ရာပြဿနာတွေကြောင့်ကန်စစ်ဗဟိုအတွက်အေဗာတန်ကနေဂျွန်စတုန်းကိုပေါင်49.5 သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ဒါအပြင်ဘွန်ဒက်စလီဂါမှာသူသဘောကျခဲ့တဲ့ပါရမီရှင်တွေဖြစ်တဲ့ဒေါ်မွန်ကွင်းလဲလူဂန်နိုဂန်ကိုပေါင်21သန်းရှော့ကေးကလူငယ်တောင်ပန်ကျယ်ဝင်းကစားသမားလီယိုဆာနေကိုပေါင်38သန်းပေးချေခေါ်ယူကသူ့ရဲ့ကစားကွက်အတွက်အုံမြင့်စတင်ချမှတ်ခဲ့ပါတယ်။တိုက်စစ်ပိုင်းမှာတော့ပတ်ပါကန်ကောင်းခဲ့ပါတယ်။ဆာဂျီယိုအဂွဲရိုကယ်ဗင်ဒီဘရိုင်းနဲ့ဒေးဗစ်ဆီလ်ဗာတို့လိုကမ္ဘာအဆင့်ကစားသမားတွေအသင့်ရှိနေတာကြောင့်တိုက်စစ်အင်အားကိုအသစ်ရှာစရာမလိုပဲသူ့ရဲ့နီးဗျူဟာကိုစနစ်တကျတင် जा ပေးဖို့ပဲလိုအပ်ခဲ့ပါတယ်။ကစားသမားတစ်တွေနဲ့အတူနွေရာသီမှာပေါင်တန်း180ကျော်သုံးစွဲပြီးနောက်ဂွာရီယိုလာဟာကမ္ဘာအခက်အခဲဆုံးလိဂ်မှာဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်တို့လိုအောင်မြင်မှုမျိုးကိုပြန်လည်ဖန်တီးနိုင်မလားဆိုတာတကမ္ဘာလုံးကစောင့်ကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့ပရီးမီးယားလိအဖွင့်ပွဲစဉ်မှာပွဲထွက်လာတဲ့မန်စီးတီးရဲ့လူစင်းဟာနောက်ဆယ်စုနှစ်တစ်ခုလုံးကိုလွှမ်းမိုးမဲ့အသင်းတစ်သင်းလို့တော့ထင်ရလောက်အောင်မပြည့်စုံသေးပါဘူး။ဂိုးသမားနေရာမှာဝီလီကာဘာရဲရိုပွဲထွက်လာခဲ့ပြီးကန်စစ်မှာဂါယယ်ကလီချီအလက်ဇန်ဒါကိုလာရော့ဖ်ဂျွန်စတုန်းနဲ့ဘာကာရီဆာကညာတို့ပွဲထွက်လာခဲ့ကြပါတယ်။အသင်းရဲ့အဓိကမျှော်လင့်ချက်ဟာဖာနက်တင်ဟိုဒီဘရိုက်ဆီလ်ဗာနဲ့အဂူရိုတို့ဦးဆောင်တဲ့ကွင်းလန်နဲ့တိုက်စစ်ပိုင်းအပေါ်မှာပဲမူတည်နေခဲ့ပါတယ်။အစပိုင်းမှာတော့စီးတီးကဆန်နာလန်ကို2-2နဲ့အနိုင်ရပြီးတော့မော်ရင်ဟိုရဲ့ United ကို Old Trafford မှာ 2-1 နဲ့အနိုင်ယူခဲ့တဲ့ဒါဘီပွဲအပါအဝင်6ပွဲဆက်တိုက်အနိုင်ရကအရာအလုံးချောမွေ့နေခဲ့ပါတယ်။ဒါပေမဲ့အော်တိုဘာလအရောက်မှာတော့ Guardiola ရဲ့နီးပြဘဝအခက်အခဲဆုံးအချိန်ကာလစတင်လာခဲ့ပါတယ်။ Whitehead Lane ကွင်းမှာ Tottenham ကို2-0နဲ့အရေးနှိမ့်ခဲ့ပြီးမိနစ်90လုံး City တို့ပြိုင်ဘက်ကိုမချင်းချောက်နိုင်ခဲ့ပါဘူး။အဲဒီနောက် Premier League မှာ Everton, Southampton တို့နဲ့တည်ကြခဲ့သလို Champions League မှာလည်းသူ့ရဲ့အသင်းအောင် Barcelona ကို4-9မရှိနဲ့အပြတ်အသက်ရှုံးနေခဲ့ပါတယ်။မက်ဆီရဲ့ hat-trick သွင်းဂိုးတွေကလက်ရှိမန်စီးတီးဟာဥရောပကိုလွှမ်းမိုးနိုင်မှုမိုင်ပေါင်းများစွာလိုသေးတဲ့ဆိုတာကိုပါမျက်ဝါးထင်ထင်ပြသသွားခဲ့ပါတယ်။ဂွာရီယိုလာဟာအင်္ဂလန်ဘောလုံးလောကရဲ့ကြမ်းတမ်းပြင်းထန်မှုကိုခါးသီးစွာစတင်တင်ယူခဲ့ရပါတယ်။2019ခုနှစ်အစမှာစီးတီးဟာအဆင့်9နေရာအထိကျဆင်းသွားခဲ့သလိုလီဂ်ဖလားပြိုင်ပွဲမှာလည်းမဟာပြိုင်ဘက်မော်ရင်ဟိုရဲ့ United ကိုထပ်မံရှုံးနေပြီးဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ PR တွေအထိုးအထိပ်ရောက်နေချိန်နှစ်ပတ်အကြာမှာတော့ Everton ကို4-9မရှိနဲ့ထပ်မံဂိုးပြတ်ရှုံးနေခဲ့ရပြန်ပါတယ်။ဂွာရီယိုလာရဲ့ပထမဆုံးရာသီဟာလုံးဝပြိုလဲလူနီးပါးဖြစ်လာတာကြောင့်ဇန်နဝါရီမှာတော့ဘရာဇီးရိုနယ်ဒိုနဲ့နိုင်ရှင်ခံခဲ့ရတဲ့လူငယ်ကျယ်ပွေဂါဘရီယယ်ဂျေဇူးကိုခေါ်ယူအားဖြည့်ခဲ့ပါတယ်။အသက်20အရွယ်ဒီကစားသမားဟာပထမဆုံးနှစ်ပွဲမှာ3ဂိုးအထိသွင်းယူပြခဲ့ပေမဲ့လည်းအသင်းရဲ့အခြေအနေကအတက်အကျကျန်းနေစေဖြစ်ခဲ့ပါတယ်။
City ဟာအသင်းငယ်တွေကိုအနိုင်ရခဲ့ပေမဲ့ Liverpool, Tottenham, Arsenal, Man United တို့နဲ့တည်ကြခဲ့ပြီးနောက်ဆုံးမှာတော့ Champion ဖြစ်သွားတဲ့ Chelsea အသင်းရဲ့အဝေး15မှတ်အကွာအဆင့်3နေရာနဲ့သာရာသီကိုခက်ခဲအဆုံးသတ်ခဲ့ရပါတယ်။ဒါရင်မကသေးပဲ City ဟာ FA Plus Semi Final မှာ Arsenal ကိုရှုံးနိမ့်ခဲ့ရသလို Champion League 16သင်းအဆင့်မှာလည်း Kylian Mbappe, Bernardo Silva, Fabinho နဲ့ Benjamin Mendy တို့ပါဝင်တဲ့ Monaco အသင်းရဲ့အလဲထိုးခြင်းကိုခံရကအံ့အားသင့်မဲ့ပြိုင်ပွဲကနေထွက်ခွာလာခဲ့ရပါတယ်။ဒီလိုနဲ့ပဲ Guardiola ဟာအင်္ဂလန်မြေကသူ့ရဲ့ပထမဆုံးရာသီကိုစူဖလားလက်မှတ်နဲ့ခါတီးစွာအဆုံးသတ်ခဲ့ရပါတယ်။ဒါပေမဲ့ဒီကြာရှုံးမှုဟာသူ့ရဲ့နီးပြဘဝတစ်လျှောက်လုံးမှာအရေးကြီးဆုံးသင်ခန်းစာဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။အသင်းရဲ့အားနည်းချက်တွေကိုသူကောင်းကောင်းသဘောပေါက်သွားခဲ့သလို Premier League ရဲ့တဘာဝနဲ့လည်းအပြည့်အဝလိုက်လျောညီထွေနေသားကျသွားခဲ့ပါပြီ။နောက်ထပ်ຫນွေရာသီအပြောင်းအရွှေ့တစ်ခုနဲ့အတူအရာအလုံးစတင်ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ City ရဲ့ငွေကြေးကြွယ်ဝတဲ့ပုံအဖွဲ့ဟာမန်နေဂျာကိုအပြည့်အဝထောက်ခံခဲ့ပြီး Guardiola ရဲ့အသင်းကိုဥရောပရဲ့ကြောက်စရာအကောင်းဆုံးအင်အားစုအဖြစ်ပြောင်းလဲနိုင်ဖို့ငွေကြေးတန်ပေါင်းများစွာစိတ်ကြိုက်သုံးစွဲခွင့်ပေးခဲ့ပါတယ်။ပက်ပါနွေရာသီအပြောင်းအရွှေ့ကိုတော်တန်ရဲ့ညာနောက်ခံလူကိုင်းဝေါ်ကာကိုယူရို52တန်းနဲ့ခေါ်ယူပြီးစတင်ခဲ့ပါတယ်။အဲဒီနောက်လူငယ်ကျယ်ပွင့်တွေစုဝေးရမိုနာကိုစီကိုမျက်စိကျကဘယ်တော့ခံလူဘန်ဂျမင်မန်ဒီကိုယူရိုတန်း60ကွင်းလယ်ဖန်တီးရှင်မာနာဒိုဆီလ်ဗာကိုယူရိုတန်း40နဲ့ခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့ငွေသုံးစွဲမှုကအဲ့ဒီမှာမရက်တန့်ခဲ့ပါဘူး။ Guardiola ဟာဘင်ဖီကာကနေဘရာဇီးကိုသမားအီရာဆန်ကိုယူရိုတန်း40နဲ့ခေါ်ယူခဲ့ပါတယ်။ခြေထောက်နဲ့ဘောလုံးကိုမန်နျူရယ်နိုအာလိုကျွမ်းကျင်စွာကစားနိုင်တဲ့ဒီကိုသမားရောက်လာချိန်မှာတော့Guardiola အိမ်မက်မက်ခဲ့တဲ့နောက်တန်းကနေဘောလုံးစတင်တိဆောက်တဲ့ကစားကွက်ပုံပေါ်လာခဲ့ပါတယ်။နောက်ပိုင်းမှာအက်တလက်တစ်ဘီဘာအိုကနေဗဟိုနောက်ခံလူအမ်ရီလာပေါ့ကိုယူရို65သန်းနဲ့ထပ်မံခေါ်ယူခဲ့ပြီးအသုံးစရိတ်ဟာယူရိုတန်း250ကျော်အထိရောက်ရှိသွားခဲ့ပါတယ်။နေရာဒီအတွင်းမှာတင်ယူရိုငွေဘီလီယံဝက်နီးပါးသုံးစွဲခဲ့တာကြောင့်ပတ်တွက်အောင်မြင်မှုဆိုတာရွေးချယ်စရာမရှိပဲမဖြစ်မနေရယူရမယ့်တာဝန်တစ်ခုဖြစ်လာခဲ့ပါတယ်။အသင်းပိုင်ရှင်တွေမီဒီယာတွေနဲ့ပရိသတ်တွေအားလုံးကအောင်ပွဲကိုပဲတောင်းဆိုနေကြပါပြီ။ဒါပေမဲ့ဘလောက်အထိကြီးမားတဲ့သမိုင်းဝင်အောင်မြင်မှုမျိုးရောက်လာတော့မယ်ဆိုတာကိုတော့ဘယ်သူမှကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပါဘူး။2018ရာသီစတင်ချိန်မှာတော့ Guardiola ရဲ့ City အသင်းဟာလုံးဝခြားနားတဲ့အသွင်သဏ္ဍာန်နဲ့ပေါ်ထွက်လာခဲ့ပါတယ်။ Premier League အဖွင့်ပွဲစဉ် Brighton ကိုအနိုင်ရခဲ့တဲ့ပွဲမှာ City ဟာ 5-3-2 ပုံစံနဲ့စတင်ခဲ့ပြီး Walker နဲ့ Danilo တို့ကတောင်ပံနောက်ခံလူ Wingbacks နေရာတွေမှာတာဝန်ယူခဲ့ပါတယ်။သူတို့ပေးစွမ်းနိုင်တဲ့အမြန်နှုန်းနဲ့ကစားကွက်ပိုင်းတက်ရောက်မှုဟာပြီးခဲ့တဲ့ရာသီကခန်းစစ်ကိုပဲအားပြုတဲ့နောက်ခံလူဟောင်းတွေနဲ့မိုးနဲ့မြေလိုကွာခြားသွားခဲ့ပါတယ်။ Guardiola ရဲ့နီးပြူဟာပြောင်းလဲမှုကြောင့် City ဟာတိုက်စစ်စင်တိုင်းကစားသမား6ယောက်အထိရှေ့ကိုတွန်းတင်နိုင်ခဲ့ပြီးဒါဟာပြိုင်ဘက်တွေအတွက်အလွန်အန္တရာယ်ကြီးမားတဲ့ချိန်ချောက်မှုဖြစ်လာခဲ့ပါတယ်။ပွဲစဉ်၄မှာတော့ City ဟာယာရင်ကလော့ရဲ့ Liverpool ကို9ဂိုးကိုမရှိနဲ့အပြတ်အသတ်အနိုင်ယူကစားသမားတစ်တွေဟာထိပ်တန်းအသင်းကြီးတွေကိုပါအလဲထိုးနိုင်စွမ်းရှိကြောင်းပြပြတသားပြသခဲ့ပါတယ်။ Champion Chelsea ကိုအဝေးကွင်းမှာ1-0နဲ့အနိုင်ရပြီးနောက် City ဟာ Premier League သမိုင်းမှာမယုံနိုင်လောက်စရာ18ပွဲဆက်တိုက်စံချိန်တင်နိုင်ပွဲတွေကိုစုကူးပြခဲ့ပါတယ်။ Crystal Palace ကို9ဂိုးကိုမရှိ Watford ကို6ဂိုးကိုမရှိ Stoke City ကို9ဂိုး2ဂိုး Spurs ကို4ဂိုး2ဂိုး Arsenal ကို3ဂိုး2ဂိုးနဲ့ Man United ကို2ဂိုး2ဂိုးစသဖြင့်ပြိုင်ဘက်တိုင်းကိုအပြတ်အသတ်ချိန်မုံပြခဲ့ပြီး Pep ဟာ Mourinho ကိုထပ်မံအသာစီးရယူခဲ့ပါတယ်။နှစ်တစ်ကူးချိန်အရောက်မှာတော့ City ဟာထိပ်တန်း Big Six အသင်းအားလုံးကိုအနိုင်ယူပြီးပွဲ20အတွင်းမှာတင် League ဂိုး62ဂိုးအထိသွင်းယူကပြိုင်ဘက်ကင်းချီစွမ်းကိုပြသခဲ့ပါတယ်။ဒါပေမဲ့ Guardiola ကိုပြန်လည်ရင်ဆိုင်တားဆီးနိုင်တဲ့မန်နေဂျာတယောက်ရှိနေသေးပါပဲ။အဲဒီလူကတော့ယာရင်ကလော့ပါပဲ။ City အသင်းဟာယုံကြည်မှုအပြည့်နဲ့ Anfield ကွင်းစီခရီးထွက်ခဲ့ပေမဲ့ Guardiola ရဲ့အင်္ဂလန်နီးပြဘဝတစ်လျှောက်အမြဲ6လန့်နေမဲ့အမာရွတ်တစ်ခုကိုရရှိသွားခဲ့ပါတယ်။ ကလော့ရဲ့ Liverpool ဟာပက်ရဲ့ Bayern ကိုမကြာခဏအလဲထိုးခဲ့တဲ့ဒေါမွန်အသင်းလိုပဲအစွမ်းကုန်ပြင်းထန်လာတဲ့ဖိအားပေးမှုတွေစိတ်ဓာတ်ခွန်အားတွေနဲ့အတူ Anfield ပရိသတ်ရှေ့မှာ City ကို 4-3 နဲ့အနိုင်ယူပြီးရှုံးပွဲမရှိစံချိန်ကိုရက်တန့်ပစ်ခဲ့ပါတယ်။ဒီရှုံးပွဲဟာ Premier League Champion ဆုအတွက်မထိခိုက်ခဲ့ပေမဲ့ Champion League Quarter Final မှာနှစ်သင်းပြန်လည်တွေ့ဆုံချိန်မှာတော့Guardiola အတွက်ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုဖြစ်လာခဲ့ပါတယ်။ City ဟာပြိုင်ပွဲရဲ့ပိုဆွဲဖို့ရေပန်းအစားဆုံးဖြစ်နေခဲ့ပြီး Pep အတွက်လည်း City စီမရောက်သေးတဲ့ဥရောပဆုဖလားကြီးကိုအရယူပေးဖို့စိတ်အားထက်သန်နေချိန်ဖြစ်ပါတယ်။ Premier League ပွဲစဉ်တုန်းက Anfield ရဲ့အငွေအသက်ကပြင်းထန်ခဲ့တယ်ဆိုရင် Champion League ညမှာတော့ပရိသတ်တွေကတကယ်ကိုရန်လိုကြောက်မက်ဖွယ်ကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။ City ကစားသမားတွေကွင်းထဲမရောက်ခင်ဘတ်စကားလန်တစ်လျှောက်မှာမီရှူမီဗန်တွေပလင်းတွေနဲ့ပြစ်ပေါက်တိုက်ခိုက်ခံခဲ့ရပါတယ်။ City အသင်းဟာအဲ့ဒီလိုလှုပ်ခတ်နေတဲ့ Anfield ရဲ့ဇက်ခုံပေါ်မှာစိတ်ဓာတ်ပိုင်းဆိုင်ရာတုံ့လောက်သွားခဲ့ပြီးပထမအကြောမှာ Klopp ရဲ့အသင်းကို3ဂိုးကိုမရှိနဲ့အပြတ်အသတ်ရှုံးနေခဲ့ရပါတယ်။ဒုတိယအကြောမှာလည်း2ဂိုး1ဂိုးနဲ့ထပ်မံအရေးနှိမ့်ခဲ့ရတာကြောင့်သူတို့ရဲ့ဥရောပအိမ်မက်ဟာအဝေးကိုလွင့်ဆင်သွားခဲ့ရပါတော့တယ်။ဒါဟာ Pep Guardiola ရဲ့အင်္ဂလန်ဖြတ်သန်းမှုသမိုင်းတစ်လျှောက်လုံးမှာအမြဲတစေကြုံတွေ့ရမယ့်အခက်အခဲဆုံးအတားအဆီးတစ်ခုဖြစ်လာခဲ့သလို
Manchester City ရဲ့အောင်မြင်မှုပြတိုက်ထဲမှာပျောက်ဆုံးနေတဲ့တစ်ခုတည်းသောတရပူဖြစ်တာကြောင့်လဲသူတို့အတွက်ရာလုံးထက်ပိုအတိတ်ပဲရှိတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေခဲ့ပါတော့တယ်။ဒါပေမဲ့ပြည်တွင်းပြိုင်ပွဲမှာတော့အပြာရောင်ဂျာစီဝစ်ဆင်ထားတဲ့ဘသူတူတယောက်စီကမှညီညွတ်တန်တွေထွက်ပေါ်မလာခဲ့ပါဘူး။ Man City ကနောက်ဆုံး Premier League 15ပွဲမှာ12ပွဲအထိအနိုင်ရလတ်နဲ့အတူ Champions ဆုကိုဆွတ်ခူးပြနိုင်ခဲ့ပါတယ်။တမိုင်းတစ်လျှောက်မကြုံစဘူးရမှတ်100တိတိရယူနိုင်ခဲ့သလိုစံချိန်တင်သွင်းကို106ကိုဂိုးကွာချချက်89ကိုစားတဲ့မယုံနိုင်စရာအချက်အလက်တွေနဲ့ရာသီကိုအဆုံးသတ်ခဲ့ပါတယ်။ဒါဟာ Premier League တမိုင်းတစ်လျှောက်အကောင်းဆုံးအပြည့်စုံဆုံးအသေးအဖြစ်တမိုင်းဝင်သွားခဲ့ပါတယ်။လာအနေငယ်အလိုကလည်း Arsenal ကို 3-0 နဲ့အနိုင်ယူပြီး League ဖလားကိုသိမ်းပိုက်နိုင်ခဲ့တာကြောင့်ဒီယာတီယာအငင်းပွားပွဲမရှိကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးဂွာဒီယိုလာရဲ့ဘောလုံးကစားဟန်ဟာအင်္ဂလန်မြေမှာအလုံးမဖြစ်နိုင်ဘူးဆိုတဲ့စိုးရိမ်တန်တွေကိုအပီးတိုင်တိတ်ဆိတ်သွားစေခဲ့ပါတယ်။ဒါပေမဲ့ Pep ကတော့ဒီလောက်နဲ့တင်းတိမ်မနေခဲ့ပါဘူး။ Manchester City ကိုခေတ်သစ်ဘောလုံးသမိုင်းရဲ့အောင်မြင်ဆုံးအင်္ဂလိပ်အသင်းအဖြစ်ရပ်တည်စေမဲ့ Empire ကြီးတစ်ခုမတိစောက်မနိုင်မချင်းသူအနားယူမှာမဟုတ်ပါဘူး။တစ်ဖက်မှာလည်းလီဗာပူးအသင်းဟာပုံမတောက်တင်းကြောက်မဲ့ဖွယ်ကောင်းလာတာကြောင့်2018-19 ရာသီမှာ Premier League ဒါမှမဟုတ် Champions League ကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့သူအသင်းအနေနဲ့ဒီထက်ပိုပြီးကောင်းမွန်လာရမယ်ဆိုတာကိုသူကောင်းကောင်းသိနေခဲ့ပါတယ်။ Pep Guardiola ရဲ့ City အသင်းဟာနောက်တန်းကနေဘောလုံးစတင်တိစောက်ပြီးကျင်းမြောင်းတဲ့နေရာလွတ်တွေထဲမှာအပေးအယူလောက်ကပြိုင်ဘက်ရဲ့ penalty area ရဲ့အထိလှပစွာထိုးပေါက်ကစားပြတဲ့အခါ Premier League အပြင်အင်္ဂလန်ဘောလုံးအောက်ခြေ league တွေကမန်နေဂျာတွေကပါဒီစတိုင်ကိုအတူယူကစားဖို့စူးစမ်းလာခဲ့ကြပါတယ်။ဒါပေမဲ့ပြိုင်ဘက်နီးပြတွေကသူ့ရဲ့နီးပြူဟာဟောင်းတွေကိုလိုက်လံတူးပနေချိန်မှာပဲကက်တလန်သားပါရမီရှင်ကတော့အဆင့်တစ်ခုထပ်မံမြင့်တင်ပြီးကစားဟန်အသစ်တွေကိုဆက်လက်တီထွင်နေခဲ့ပါတယ်။2018ခုနှစ်နွေရာသီမှာတော့သူဟာ Leicester City ကနေ Riyad Mahrez ကိုယူရို69.8 သန်းနဲ့ခေါ်ယူခဲ့ပါတယ်။တောင်ပန်တွေမှာ Raheem Sterling နဲ့ Leon Sané တို့လိုမြန်နှုန်းမြင့်ကစားသမားတွေရှိနေပေမဲ့လည်းဒီ Algeria သားကတော့လုံးဝခြားနာတဲ့အသွင်အပြင်တစ်ခုကိုပေးစွမ်းခဲ့ပါတယ်။ပြိုင်ဘက်နောက်တန်းနောက်ကိုပြေးလွှားဖောက်ထွက်တာတဲ့ဘောလုံးကိုခြေထောက်ထဲထားပြီးကစားရတာကိုပုံမသဘောကျသူလည်းဖြစ်ပါတယ်။ဒီခေါ်ယူမှုဟာဂွာဒီယိုလာကိုယ်တိုင်ငါးဘဝမှာမြင်ဘူးသမျှအတော်ဆုံးပါရမီရှင်လူငယ်လေးလို့တင်စားခဲ့တဲ့ Academy ထွက်ကျယ်ပွင့် Phil Foden ရဲ့အသင်းကြီးစီတက်လန်းလာမှုနဲ့အချိန်ကိုက်တိုက်ဆိုင်သွားခဲ့ပါတယ်။ကန်စစ်ကို low block ပိတ်ဆို့ကစားတတ်တဲ့အသင်းတွေကိုဖြိုခွဲဖို့နီလန်သစ်ရှာဖွေရချိန်မှာ Mahrez နဲ့ Foden တို့နှစ်ယောက်ဟာအလွန်ရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။ City ဟာရာသီအစပထမ15ပွဲမှာ73ပွဲနိုင်2ပွဲတည်ရည်နဲ့အမခန်းစတင်နိုင်ခဲ့ပါတယ်။ဒီလိုအစောပိုင်းဆွမ်းဆောင်ရည်မျိုးဟာပုံမှန်ဆိုရင်ချန်ပီယံဆုဖလားကိုလက်တစ်ဖက်နဲ့ကင်ထားနိုင်လောက်တဲ့အခြေအနေမျိုးပါ။ဒါပေမဲ့လည်းဂွာဒီယိုလာရဲ့အသင်းဟာကလော့ရဲ့လီဗာပူးထက်2မှတ်သာနဲ့သာဦးဆောင်နိုင်နေစေဖြစ်ခဲ့ပါတယ်။အော်တိုဘာလမှာအန်ဖီကွင်းစီတွားရောက်ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း City ကကလော့ရဲ့လီဗာပူးကိုထပ်မံအနိုင်ယူနိုင်ပဲဂိုးမရှိတည်ရည်နဲ့သာပြီးဆုံးခဲ့ပါတယ်။ချန်ပီယံဆုကိုလိုချင်ရင်အမားယွန်းမရှိပြေးလွှားနေတဲ့မာဆေးဆိုင်ကလပ်ကို ETF ကွင်းကထိပ်တိုက်တွေ့ဆုံမှုမှာမဖြစ်မနေအနိုင်ယူရမယ်ဆိုတဲ့ PR တွေပုံမပြင်းထန်လာခဲ့ပါတယ်။ရက်သက်တစ်ပတ်ကုန်လွန်လာတာနဲ့အမျှ City က Chelsea, Crystal Palace နဲ့ Leicester City တို့ကိုမထင်မှတ်ပဲအံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာကြောင့်လီဗာပူးအသင်းက9မှတ်အထိပြတ်ပြီးဦးဆောင်သွားခဲ့ပါတယ်။ဒီလိုနဲ့2019ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာတော့ Premier League တမိုင်းမှာအရေးအသွေးအမြင့်ဆုံးအကျိန်းနဲ့အရှိဆုံးဗိုလ်လုပွဲတစ်ပွဲထိပ်တိုက်တွေ့ဆုံမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ETF မြေမှာ City ကလီဗာပူးကိုအသက်လုပြီး2ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာ John Stones ရဲ့ဂိုးစီးပေါ်ကနေမီလီမီတာအနည်းငယ်အကွာကရှင်းထုတ်မှုကြောင့်သာလီဗာပူးတို့ဂိုးမရခဲ့တာပါ။ဘောလုံးကစီးပေါ်ကနေ17မီလီမီတာလောက်သာအတွင်းထဲထက်ရောက်သွားခဲ့ရင်လီဗာပူးဟာအန်ဖီစီချန်ပီယံဆုကြီးကိုယူဆောင်သွားနိုင်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့ City ရဲ့ဒီအောင်ပွဲဟာချန်ပီယံပြိုင်ပွဲကိုပြန်လည်အသက်ဝင်စေခဲ့ပြီးသူတို့ရရှိတဲ့ဒီအသက်ရှူပေါက်ကိုအလားဟတအဖြစ်မခံခဲ့ပါဘူး။ဂွာဒီယိုလာရဲ့အသင်းဟာနောက်ဆုံး18ပွဲမှာ16ပွဲအထိအနိုင်ယူက68မှတ်နဲ့ရာသီကိုအဆုံးသတ်ခဲ့ပြီးနောက်ပိုင်းနှစ်တွေထဲမှာအကောင်းဆုံးလီဗာပူးအသင်းကိုတမက်အသာနဲ့ကြော်ဖြတ်ကချန်ပီယံဆုကိုကာကွယ်ပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့အင်္ဂလန်နဲ့ဥရောပကိုလွှမ်းမိုးရေးအတွက်ဂွာဒီယိုလာနဲ့ကလော့တို့ရဲ့တိုက်ပွဲကတော့အဲ့ဒီမှာတင်မပြီးဆုံးသေးပါဘူး။ City ဟာအဲ့ဒီရာသီချန်ပီယံလိကွာတာဖိုင်နယ်မှာတော်တယန်ကိုရှုံးနေပြီးပြိုင်ပွဲသမိုင်းတစ်လျှောက်အသေးရစရာအကောင်းဆုံးဒရမာအဆန်ဆုံးပွဲစဉ်တစ်ပွဲနဲ့အတူပြိုင်ပွဲကနေထပ်မံထွက်ခွာခဲ့ရပါတော့တယ်။နောက်ဆုံးမှာတော့ကလော့ဟာလီဗာပူးအတွက်6ကြိမ်မြောက်ဥရောပဖလားကြီးကိုအရယူပေးနိုင်ခဲ့ပါတယ်။ Pep ကတော့ပြည်ရင်းအောင်မြင်မှုတွေအထက်တက်ရရှိနေပေမဲ့ဥရောပရဲ့အမြင့်ဆုံးတကားကိုတော့မဖွင့်နိုင်သေးပါဘူး။ဒီရာသီမှာပဲ Manchester United ကနေ Mourinho ထုတ်ပယ်ခံခဲ့ရတာကြောင့် City အတွက်အဓိကရင်ဆိုင်ရမယ့်ပြိုင်ဘက်အဖြစ် Klopp ရဲ့ Liverpool တသင်းထဲသာကျန်ရှိပါတော့တယ်။နွေရာသီမှာတော့ Joao Cancelo နဲ့ Rodri တို့လိုကစားသမားကောင်းတွေကိုခေါ်ယူအားဖြည့်ခဲ့ပေမဲ့2019-20ရာသီအစမှာ City တို့ပုံမှန်ခြေစွမ်းမပြနိုင်မဲ့ Norwich နဲ့ Wolves တို့ကိုမထင်မှတ်ပဲရှုံးနိမ့်ခဲ့ရပါတယ်။ရာသီအစ12ပွဲမြောက်မှာ City ကကြောင်မက်ဖွယ်ကောင်းတဲ့ Anfield ကွင်းစီတွားရောက်ချိန်မှာ Liverpool ရဲ့နောက်10မှတ်အထိကျန်နေခဲ့ပါပြီ။
အဲ့ဒီပွဲမှာကလော့ရဲ့လီဗာပူးကို3ဂိုးတကူနဲ့ထပ်မံအရေးနှိမ်ခဲ့ရပြီးတဲ့နောက်မှာတော့17မှတ်အထိကွာဟသွားပြီးချန်ပီယံဆုဟာလက်လန်းမမီနိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်ပြီးခဲ့တဲ့နေရာဒီအတွင်းစီးတီးတို့အမခန်းလွှမ်းမိုးထားနိုင်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာတော့သူတို့ဟာအင်္ဂလန်မှာရောဥရောပမှာပါအကောင်းဆုံးမဟုတ်တော့ပါဘူးဂွာဒီယိုလာအနေနဲ့ထိပ်ဆုံးနေရာကိုပြန်လဲသိမ်းပိုက်နိုင်ဖို့နီးပြူဟာအသစ်တွေကိုပြန်လဲရေးဆွဲရတော့မှထင်ရှားလာခဲ့ပါတယ်ကိုဗစ်ကပ်ရောဂါကြောင့်ရက်တက်မှုတွေနဲ့ရှုပ်ထွေးခဲ့တဲ့အဲ့ဒီရာသီမှာစီးတီးဟာအက်စတွန်ဗီလာကို2ဂိုးတကူနဲ့အနိုင်ရပြီးလီဂ်ဖလားကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ဂျင်းနက်ဆီယာအခြေအနေတော့မဟုတ်ခဲ့ပါဘူးပရီးမီးယားလိမှာချန်ပီယံလီဗာပူးတက်18မှတ်အထိနောက်ကျကျန်ခဲ့သလိုချန်ပီယံလိကွာတာဖိုင်နယ်မှာလီယွန်ကိုရှုံးနိမ့်ခဲ့ရပြီး FA ဖလားဆီမီဖိုင်နယ်မှာလည်းအာဆင်နယ်ကိုအရေးနိမ့်ခဲ့ရပါတယ်အမြဲတမ်းအောင်ပွဲခံမှုကျင်းသားရနေတဲ့မန်နေဂျာတယောက်နဲ့အသင်းအတွက်ဒါဟာလုံးဝလက်ခံနိုင်စရာမရှိတဲ့ကြဆင်းမှုတစ်ခုပါပဲဒါကြောင့်ဂွာဒီယိုလာဟာသူ့ရဲ့အမြဲတစေပြောင်းလဲနေတဲ့နီးပြူဟာအသစ်တွေနဲ့ကိုက်ညီအောင်အသင်းကိုထပ်မံပြုပြင်တည်ဆောက်ခဲ့ပါတယ်ဘင်ဖီကာကနေဘိုနောက်ခံလူရူဘင်ဒီယက်စ်ကိုယူရို81သန်းဘုံမောက်ကနေနေတန်အကီကိုယူရို45သန်းနဲ့ခေါ်ယူပြီးအရင်ရာသီကအားနည်းခဲ့တဲ့ခန်းစစ်တန်းကိုပြန်လည်ကျစ်လစ်စေခဲ့ပါတယ်ဒါပေမဲ့2020-21ရာသီအစမှာစီးတီးရဲ့ခြေစွမ်းဟာဆက်လက်ရိုင်နေနေစေဖြစ်ခဲ့ပါတယ်အဖွင့်ပွဲစဉ်10ပွဲအတွင်းမှာလက်စတာလီဂ်ဝက်ဆန်လီဗာပူးတော်တဟန်တို့နဲ့ရလက်ဆိုးတွေကြုံတွေ့ခဲ့ရပြီးနော်ဂွာဒီယိုလာရဲ့နီးပြူဟာတွေဟာအင်္ဂလန်မှာတက်တန်းကုန်သွားပြီလားလို့ဝေဖန်သူတွေကစတင်မေးခွန်းထုတ်လာကြပါတယ်ဒါပေမဲ့ဒီလိုရိုင်နေနေတဲ့ရာသီအစဟာစီးတီးမှာဂွာဒီယိုလာအတွက်ကြာဆုံးခဲ့မဟုတ်ခဲ့ပါဘူးအမှန်တော့ဒါဟာကစားဟန်အသစ်ရဲ့တမိုင်းစာမျက်နှာတစ်ခုအစပြိုးခြင်းသာဖြစ်ပါတယ်ဂွာဒီယိုလာဟာကန်ဆယ်လိုနဲ့ဇင်ချန်ကိုတို့ကို inverted fullback တွေအဖြစ်အသုံးပြုခဲ့ပါတယ်ဒီနည်းပြူဟာကြောင့်စီးတီးကကွင်းလဲမှာအပိုကစားသမားတယောက်ရရှိကပွဲကိုကြိုးကင်ထိန်းချုပ်နိုင်ခဲ့သလိုဘောလုံးဆုံးရှင်းချိန်မှာလည်းဘိုးခန်စစ်ကိုအကာအကွယ်ပေးနိုင်ခဲ့ပါတယ်ရိုဒရီယာခန်စစ်ကွင်းလဲကနေကြီးမားတဲ့တက်ရောက်မှုကိုပြသနိုင်ခဲ့ပြီးရိုးရှင်းမိမဲ့လည်းတိကျလာတဲ့နီးစနစ်တွေနဲ့ပရီးမီးယားလိပွဲစဉ်တွေကိုတဦးတည်းထိန်းချုပ်မောင်းနှင်လာနိုင်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲရူဘင်ဒီယက်စ်ရဲ့ခေါင်းဆောင်မှုနဲ့ဘောလုံးတိဆောက်နိုင်စွမ်းဟာဂျွန်စတုန်းရဲ့ကစားပုံကိုပါနောက်တစ်ဆင့်စီဆွဲတင်ပေးနိုင်ခဲ့ပြီးဂွာဒီယိုလာအမြဲမျှော်မှန်းခဲ့တဲ့ခန်စစ်ဟာနောက်ဆုံးမှာတော့အပြည့်အဝပုံပေါ်လာခဲ့ပါတယ်ဒါဟာပရီးမီးယားလိချန်ပီယံဆုကိုပြန်လည်ရယူလိုတဲ့ဆန္ဒတွေမကပဲပြီးခဲ့တဲ့နှစ်တွေကမိုနာကိုလီဗာပူးတော်တဟန်နဲ့လီယွန်တို့ကိုဂိုးတွေအလွယ်တကူပေးခဲ့ရတဲ့ဥရောပညာချမ်းတွေကနေသင်ခန်းစာယူကအဓိကပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်ဂွာဒီယိုလာရဲ့အစီအစဉ်ဟာအပြစ်ဆိုပွဲမရှိအောင်မြင်ခဲ့ပါတယ်ဒီဇင်ဘာလကနေမေလအတွင်းပရီးမီးယားလိ22ပွဲမှာ19ပွဲအထိအနိုင်ယူပြီးပြိုင်ဘက်မရှိခြေစွမ်းတဲ့ချန်ပီယံဆုကိုပြန်လည်သိမ်းပိုက်ခဲ့ပါတယ်လီဂ်ဖလားမှာလည်းအာဆင်နယ်မန်ယူနိုက်တက်နဲ့စပါးတို့ကိုကြော်ဖြတ်ကချန်ပီယံဖြစ်ခဲ့သလိုချန်ပီယံလိဂ်မှာတော့ဒေါမွန်နဲ့ PSG တို့ကိုဖြိုခွင်းပြီးကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ပိုလူပွဲစီတက်ရောက်နိုင်ခဲ့ပါတယ်။ပြိုင်ဘက်ကတော့ Chelsea ပါ။ Sheikh Mansour ရဲ့ယင်းနှိမ့်မြုပ်နှံမှု project တစ်ခုလုံးရဲ့အမြင့်ဆုံးအိမ်မက်စီရောက်ဖို့ခြေတလန်းအလိုဖြစ်ခဲ့ပေမဲ့2021ချန်ပီယံလိပိုလူပွဲဟာမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။စီးတီးကဘိုးဆွဲဖို့ရေဘက်အစားဆုံးဖြစ်ခဲ့ပေမဲ့ရာသီနောက်ဆုံးသတင်းပတ်တွေမှာဂျာမန်နီးပြသောမတ်တူခဲရဲ့ပြန်လည်နှိုးထလာတဲ့ Chelsea အသင်းကို2ကြိမ်တိုင်ရှုံးနိမ့်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့ပွဲတွေမှာ Chelsea ကိုမလွှမ်းမိုးနိုင်ခဲ့တဲ့အပေါ်အလွန်အကျွံစဉ်းစားတွေးတောမိရာကနေဂွာဒီယိုလာဟာအသင်းရဲ့အဓိကတောက်တိုင်ဖြစ်တဲ့ခန်စစ်ကွင်းလဲလူရိုဒရီကိုပွဲထွက်လူစင်းကနေမထင်မှတ်ပဲခြံလက်ခဲ့ပါတယ်။တဘာဝခန်စစ်ကွင်းလဲလူမပါဝင်တဲ့ City အသင်းဟာပွဲကိုစိတ်ကြိုက်မထိန်ချုပ်နိုင်ခဲ့ပဲ Chelsea ကိုတကိုးကိုမရှိနဲ့မရှုမလအံ့အားသင့်ပွဲရှုံးနေခဲ့ရပါတယ်။တကဘာလုံးကိုလွှမ်းမိုးဖို့အနီးဆက်ဆုံးရောက်ခဲ့ပေမဲ့ Manchester City ရဲ့ Champions League အိမ်မက်ကြီးဟာနောက်ထပ်တစ်နှစ်ထပ်မံဆောင်ဆိုင်ရအောင်မှာဖြစ်ပါတယ်။ပရီးမီးယားလိမှာ City ရဲ့နီးပြူဝါစနစ်တစ်ကဘယ်သူမှမတားဆီးနိုင်လောက်အောင်အစွမ်းပြခဲ့ပေမဲ့လည်းပြည်တွင်းအောင်မြင်မှုတစ်ခုတည်းနဲ့တော့ Sheikh Mansour ဒါမှမဟုတ်ပရိသတ်တွေကိုမတင်းတိမ်စေနိုင်ခဲ့ပါဘူး။နောက်ရသည်မှာတော့ကလပ်အသင်းတစ်ခုလုံးဟာ Champions League အောင်ပွဲတစ်ခုတည်းအတွက်သာဒူးထောက်တောင်းဆိုနေကြသလိုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာနောက်ထပ် Premier League Champion ဆုတစ်ဆုကိုထပ်မံဆုခုကအင်္ဂလိပ်ဘောလုံးလောကရဲ့ထိပ်ဆုံးနေရာကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဒုတိယနေရာက Manchester United ကိုဖျက်ကျော်က9နှစ်အတွင်း3ချိန်မြောက် Champion ဆုကိုအရယူခဲ့ပါတယ်။2021-22ရာသီစီဦးတည်လာချိန်မှာတော့ပရိသတ်တွေဟာ City အနေနဲ့အပတ်စဉ်ပြိုင်ဘက်တွေကိုအနိုင်ယူပြီးနောက်ထပ် Premier League ဖလားကိုရရှိလိမ့်မယ်လို့ပဲအလွယ်တကူမျှော်လင့်ထားခဲ့ကြပါတယ်။ဒါကြောင့်အားလုံးရဲ့အာရုံဟာ Champions League စီကိုသာလုံးလုံးလျက်ကူးပြောင်းသွားခဲ့ပါတယ်။ PSG, RB Leipzig နဲ့ Club Brugge တို့ဟာအုပ်စုအဆင့်မှာ City ရဲ့ရက်ဆက်တဲ့ချိန်မုံမှုကိုခံခဲ့ရပြီး16သင်းအဆင့်မှာလည်း Sporting Lisbon ကို City တို့အသာလေးကျော်ဖြတ်ပြခဲ့ပါတယ်။ဒါပေမဲ့ quarter final မှာတော့ Diego Simeone ရဲ့ Atletico Madrid နဲ့ပိုမိုခက်ခဲကြမ်းတမ်းတဲ့စံသက်မှုတစ်ခုကစောင့်ကြိုနေခဲ့ပါတယ်။ချစ်လစ်ခိုင်မာပြီးခံစစ်စေခဲ့သလိုပြီးခဲ့တဲ့ရာသီကလည်း La Liga Champions ဆုကိုစုကူးထားတဲ့အသင်းဖြစ်ပါတယ်။ Simeone ရဲ့အသင်းဟာ Mourinho တောင်ရှက်သွားလောက်အောင်ဂိုးရှိမှဘတ်စကားတစ်စင်းလုံးရပ်ထားသလိုအစွမ်းကုန်ပိတ်ဆို့ခံစစ်စင်က Guardiola ရဲ့အသင်းကိုအသေးအတန်တားဆီးခဲ့ပါတယ်။
ဒါပေမဲ့ဒီ Brand ရဲ့တလုံးသေးသောသွင်းကိုနဲ့အတူ City ကနှစ်ကြောပေါင်းတကိုးကိုမရှိနဲ့ခဲခဲကြော်ဖြတ်နိုင်ခဲ့ပါတယ်။ဖက်မှာလည်း Liverpool က Premier League မှာပြန်လည်နိုးထလာလို့ FA Plus နဲ့ Champion League တို့မှာလည်းအစွမ်းကုန်တောက်ပလာတာကြောင့်ရာသီအကုန်မှာ Klopp နဲ့ Guardiola တို့ရဲ့နောက်ထပ်ဇက်သိန်းတိုက်ပွဲတစ်ခုစီဦးတည်လာပုံရပါတယ်။တကယ်တော့ဘောလုံးလောကတစ်ခုလုံးကဒီထိပ်တန်းမှာဗျူဟာရှင်နီးပြနှစ်ယောက်ထိပ်တိုက်တွေ့မယ်Champion League နဲ့ FA Plus ပိုလူပွဲတွေကိုအိမ်မက်မှတ်နေခဲ့ကြတာပါ။ဒါပေမဲ့ City တွေနဲ့ဥရောပဆီမီဖိုင်နယ်မှာ Real Madrid ဆိုတဲ့ AR မှအတားအဆီးကြီးကိုအရင်ဆုံးကြော်ဖြတ်ရအောင်မှာဖြစ်ပါတယ်။ City ကဆီမီဖိုင်နယ်စီပိုဆွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်ရောက်ရှိလာခဲ့ပြီးဥရောပစုဖလားကြီးကိုကင်မြောက်နိုင်မဲ့သူတို့ရဲ့နှစ်ဖြစ်လာပြီလို့အားလုံးကယုံကြည်ခဲ့ကြပါတယ်။ ETF မြေပေါ်ကပထမအကြော့မှာ De Bruyne နဲ့ Jesus တို့ရဲ့အစောပိုင်းဂိုးတွေကအဲ့ဒီအတိုင်းဖြစ်လာတော့မယ်လို့ထင်မှတ်စီခဲ့ပါတယ်။ဒါပေမဲ့အပြန်အလှန်သွင်းဂိုးတွေနဲ့အတူပွဲပြီးမှာတော့၄ဂိုး၃ဂိုးဆိုတဲ့ရလန့်နဲ့သာအဆုံးသတ်ခဲ့တာကြောင့် City တို့အနေနဲ့ဘာနီဗျူးစီကိုအဆုံးအဖြတ်ခံယူဖို့တွားရောက်ရအောင်ပါပါ။ဘာနီဗျူးမှာတော့ Mahrez ရဲ့အင်အားသင့်ပွဲသွင်းဂိုးကြောင့် City တို့ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။ပထမအကြောနဲ့မတူပဲ Guardiola ရဲ့အသင်းဟာ Rodri, Cancelo နဲ့ Diaz တို့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ခြေစွမ်းတွေနဲ့အတူပွဲတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ပြီး Champions League ပိုလူပွဲမှာ Liverpool နဲ့ရင်ဆိုင်ရဖို့အသင့်ဖြစ်နေခဲ့ပါပြီ။မိနစ်60ပြည့်ကန်ဒီအချိန်ထိအရာအလုံးဟာအဆုံးသတ်သွားပြီလို့ထင်မှတ်ခဲ့ရပါတယ်။ဒါပေမဲ့ဘာနီဗျူးရဲ့မယုံနိုင်စရာမွန်ဆန်တဲ့အလှည့်အပြောင်းတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။နာကျင်အချိန်ပို60မိနစ်မှာ Rodrigo ကညာချိန်နဲ့ပြေးဝင်ပိတ်သွင်းပြီးခြေပါကိုသွင်းယူသွားခဲ့ပါတယ်။အဲ့ဒီဂိုးကပုံမှန်ဆိုရင်နှစ်သိမ့်ဂိုးအဖြစ်သာရှိသင့်ပေမဲ့ Guardiola ရဲ့အသင်းသားတွေကြားထဲမှာတော့ကြီးမားတဲ့ထိတ်လန့်မှုတွေရုတ်တရက်ပြန့်နှံ့သွားခဲ့ပုံရပါတယ်။အဲ့ဒီနောက်စက္ကန့်ပိုင်းထပ်မံသွင်းယူကမယုံကြည်နိုင်လောက်တဲ့ပြန်လာမှုကိုဖန်တီးပြီးပွဲကိုအချိန်ပိုအထိဆွဲခေါ်သွားခဲ့ပါတယ်။ City ကစားသမားတွေစိတ်ဓာတ်ပိုင်းဆိုင်ရာလုံးဝပြိုလဲသွားချိန်မှာတော့ပွဲရ Real Madrid ဘက်ကိုလုံးလုံးရိမ့်သွားခဲ့ပါတော့တယ်။အချိန်ပိုမှာ Karim Benzema နောက်တစ်ချိန်နာကျင်စွာထွက်ခွာခဲ့ရပြီးလက်တကန်းအလိုကအောင်ပွဲကိုဘာကြောင့်များလက်လွတ်လိုက်ရတယ်လဲဆိုတာဝေခွဲမရဖြစ်ခဲ့ပုံရပါတယ်။ကန်ကောင်းထောက်မှစွာနဲ့ပဲ City က Premier League နောက်ဆုံးပွဲစဉ်မှာ Aston Villa ကိုမယုံနိုင်စရာ comeback နဲ့အတူတမတ်အသာနဲ့ Premier League Champion ဆုကိုထပ်မံဆုခူးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ FA Plus Semi Final မှာတော့မဟာပြိုင်ဘက် Liverpool ကိုထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။ Premier League မှာနောက်ထပ်အောင်မြင်မှုထပ်မံရရှိခဲ့ပေမဲ့ Champion League ဖလားကြီးအတွက်ခံစားခဲ့ရတဲ့ဝေဒနာစာလောင်မှုနဲ့စိတ်ပြက်အားငယ်မှုတွေကတော့ပျောက်ကွယ်မသွားခဲ့ပါဘူး။ဒီယူသွတ်တဲ့ပါရမီရှင်ကြီးဟာအရင်ကအကြိမ်ပေါင်းများစွာလှုပ်ခဲ့သလိုပဲချန်ပီယံလိအောင်ပွဲအတွက်အဖြေတွေကိုရှာဖွေဖို့သူ့ရဲ့နီးပြူဟာတွေကိုထပ်မံစမ်းသစ်ခဲ့ပါတယ်။သူဟာစီးတီးရဲ့ခံစစ်ကိုကျစ်လစ်အောင်လှုပ်ဆောင်ပြီးပွဲကိုထိန်းချုပ်နိုင်စွမ်းပုံမမြင့်မားစေခဲ့ပေမဲ့ဆာဂျီယိုအကွဲတို့ထွက်သွားပြီးကတည်းကအသင်းမှာအခွင့်အရေးတွေကိုအဆုံးသတ်ပေးမဲ့ထိပ်တန်းဂိုးသွင်းဆက်စစ်မရှိခဲ့ပါဘူး။ဒါကြောင့်ပတ်ပါဘဟေရီရဲ့နောက်ဆုံးအစိတ်အပိုင်းတစ်ခုကိုဖြည့်ဆည်းဖို့နော်ဝေးဂိုးသွင်းဆက်ကြီးအာလင်ဟာလန်ကိုခေါ်ယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အရက်6ပေလေးလမ်းမရှိတဲ့ဒီနော်ဝေးဘလူးကြီးဟာဒေါမွန်အတွက်68ပွဲမှာဘွန်ဒက်စလီဂါသွင်းကို62ဂိုးအထိသွင်းယူခဲ့ပြီးကမ္ဘာစိတ်လှုပ်ရှားပွဲအကောင်းဆုံးလူငယ်တိုက်စစ်မှုတယောက်ဆိုတာတန်တရားဖြစ်စရာမရှိခဲ့ပါဘူး။ဒါပေမဲ့ဒီလိုထူးချွန်တဲ့မှတ်တမ်းတွေရှိနေပေမဲ့လည်းဒီဂိုးသွင်းဆက်ကြီးဟာဂွာဒီယိုလာရဲ့အနုစိတ်ထိန်းချုပ်ကစားဟန်နဲ့အမှန်တကယ်ကိုက်ညီမှုရှိရလားဆိုပြီးဝေဖန်သူအများစုကမေးခွန်းထုတ်ခဲ့ကြပါတယ်။ဒေါမွန်မှာတော့ဟာလန်ကဂိုက်60အကွာအဝေးတွေကိုလျှက်စီးလိုအချိန်နဲ့ဖောက်ထွက်ပြေးလွှားပြီးခံစစ်တန်းတွေရဲ့နောက်ွယ်ကနေတကိုယ်တော်အဆုံးသက်ကဂိုးသမားတိုင်းကိုထိတ်လန့်တုန်လှုပ်စေခဲ့တာပါ။ပရီးမီးယားလိနဲ့ဥရောပပြိုင်ဘက်တွေဟာဂွာဒီယိုလာရဲ့အသင်းနဲ့တွေ့ရင်ခံစစ်ကိုအလွန်နှိမ့်ချပြီးနေရာလွတ်မပေးဘဲပိတ်ဆို့ကစားလေးရှိတာကြောင့်ဟာလန်ရဲ့အရှိန်အဟုန်ပြင်းတဲ့ကစားဟန်ဟာစီးတီးရဲ့စနစ်ထဲမှာအလုပ်ဖြစ်ပါမလားဆိုတာမသေးချာခဲ့ပါဘူး။ဒါပေမဲ့ပွဲစဉ်73ပွဲပဲကစားပြီးချိန်မှာတော့နော်ဝေးသားအပေါ်ဘယ်သူမှတန်တရားမဝင်ရဲကြတော့ပါဘူး။ဟာလန်ဟာပရီးမီးယားလိမှာတင်18ဂိုးသွင်းယူထားပြီးသူ့ရဲ့ပထမဆုံးချန်ပီယံလိ3ပွဲမှာတင်9ဂိုးအထိသွင်းယူပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေလိုပဲစီးတီးကအန်အားသင့်ပွဲကောင်းမွန်နေစေဖြစ်ပေမဲ့အသစ်ပြောင်းလဲလိုက်တဲ့3နှစ်4တိကစားဟန်ကတော့လုံးဝထူးခြားတဲ့အသွင်သဏ္ဍာန်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဂျွန်စတုန်းကခံစစ်ကနေကွင်းလက်စီတက်လန်းလာပြီးကွင်းလက်ဗိုလ်ချုပ်တယောက်လိုပွဲကိုထိန်းချုပ်မောင်းနှင်ပြခဲ့ပါတယ်။ဘိုင်ရိုဆီလ်ဗာ, ဖီလ်ဖိုရန်, ဂျက်ဂရီလစ်, အိုက်ကယ်ဂိုင်ဒိုဂန်တို့နဲ့ရိုဒရီရိုဟာလည်းကွင်းလက်မှာအသင်းအတွက်အပြင်းထန်ရုန်းကန်ထိန်းချုပ်ပေးခဲ့ကြပါတယ်။ရင်ခုန်စိတ်လှုပ်ရှားပွဲဥရောပညချမ်းတွေမှာတော့ပနယ်တီဧရိယာတဲကဟာလန်ရဲ့ရက်ဆက်တဲ့အဆုံးသတ်မှုတွေနဲ့အတူစီးတီးကကွာတာဖိုင်နယ်နဲ့ဆီမီဖိုင်နယ်တွေမှာဘိုင်ယန်မြူးနစ်ကို4ဂိုးတကိုရီယယ်မက်ဒရစ်ကို9ဂိုးတကိုစားတဲ့ရလက်တွေနဲ့မယုံနိုင်လောက်အောင်အပြည့်အသက်အလဲထိုးကဘိုလူပွဲစီတက်ရောက်ခဲ့ပြီးအင်တာမီလန်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။စီးတီးကအာဆင်နယ်ကိုကြော်ဖြတ်ပြီးပရီးမီးယားလိ3ချိန်ဆက်ချန်ပီယံဆုကိုရယူထားပြီးဖြစ်သလိုFA ဖလားဘိုလူပွဲမှာလည်းမျိုးကန်ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကိုအနိုင်ယူကပြည်တွင်းဖလားနှလုံးကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။အခုချန်ပီယံလိဘိုလူပွဲမှာသာထပ်မံအောင်ပွဲခံနိုင်ခဲ့ရင်ဆယ်စုနှစ်တစ်ခုကြာအိမ်မက်ဖြစ်တဲ့သမိုင်းဝင်ဖလား3လုံးချန်ပီယံကိုပြီးမြောက်အောင်ဆွမ်းဆောင်နိုင်တော့မှာပါ။အင်္ဂလန်ဘောလုံးသမိုင်းမှာဒီသမိုင်းမှတ်တိုင်ကို1996ခုနှစ်တုန်းကဆာအယ်လက်စ်ဖာဂူဆန်ရဲ့မန်ချက်စတာယူနိုက်တက်သင်းတွေကသာဆွမ်းဆောင်နိုင်ခဲ့ဘူးတာဖြစ်ပါတယ်။
ဒီတစ်ချိန်မှာတော့ဘိုလူပွဲဟာအားလုံးမျှော်လင့်ထားတဲ့အတိုင်းတကယ်ဖြစ်လာခဲ့ပါတယ်။ ဂွာဒီယိုလာဟာအရင်နှစ်တွေကအလွန်အကျွံစဉ်းစားမိတဲ့အမားတွေကနေသင်ခန်းစာယူပြီးအခိုင်အမာဆုံးအကျွမ်းကျင်ဆုံးလူစင်းကိုထုတ်သုံးခဲ့ပါတယ်။ စီးတီးဟာအင်တာမီလန်ကို1-0နဲ့အနိုင်ယူကသူတို့ရဲ့ကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဖလားကြီးကိုကင်မြောက်နိုင်ခဲ့ပြီးရိုဒရီရဲ့အဖိုးတန်အနိုင်ဂိုးနဲ့အတူသမိုင်းဝင်ထရီဘယ်ချန်ပီယံအဖြစ်ကမ္ဘာထိပ်ဆုံးကိုတက်လှမ်းနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့စီးတီးတို့မျှော်မှန်းထားခဲ့တဲ့အရာအလုံးကိုအပြီးတိုင်အနိုင်ရရှိသွားခဲ့ပါပြီ။ကက်တလန်သားကြီးရဲ့မဟာပြိုင်ဘက်ဟောင်းမော်ရင်ကိုပရီးမီးယားလိမှာမရှိတော့သလိုကလော့ရဲ့လီဗာပူးနဲ့မန်ယူနိုက်တက်တို့ဟာလည်းအလဲအပြောင်းတွေကြားအရှိန်အဟုန်ကျဆင်းသွားခဲ့ပါတယ်။ဂွာဒီယိုလာလက်ထက်9နှစ်အတွင်းပရီးမီးယားလိချန်ပီယံ9ကြိမ်ရရှိခဲ့တဲ့စီးတီးရဲ့လွှမ်းမိုးမှုဟာမကြာခင်မှာပဲ10နှစ်အတွင်းမှာ10ကြိမ်အထိရယူနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးကိုပရိသတ်တွေခံစားခဲ့ရပါတယ်။ခေတ်သစ်အင်္ဂလန်ရဲ့အောင်မြင်ဆုံးကလပ်အဖြစ်မန်ချက်စတာယူနိုက်တက်တည်ဆောက်ခဲ့တဲ့အမွေနဲ့ဟာစီးတီးရဲ့အရေးအောက်မှာတန်တရားဖြစ်ပွဲဖြစ်လာခဲ့ပါတယ်။နောက်ရသည်မှာတော့စီးတီးဟာသမိုင်းစာမျက်နှာကိုထပ်မံခြေပြက်ကအင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက်ပရီးမီးယားလိ4ကြိမ်ဇက်တိုက်ချန်ပီယံဆုကိုဆွတ်ခူးနိုင်တဲ့ပထမဆုံးကလပ်အသင်းဖြစ်လာခဲ့ပါတယ်။2024-25ရာသီမှာတော့လီဗာပူးအသင်းဟာနီးပြတစ်အာနယ်စလော့နဲ့အတူပရီးမီးယားလိဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီးမန်စီးတီးတို့အနေနဲ့တတိယနေရာနဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။ချန်ပီယံလိplay off အဆင့်မှာလည်းပဲရီယယ်မက်ဒရစ်ကိုဂိုးပြတ်ရှုံးနေတာပြိုင်ပွဲကနေစောစီးစွာထွက်ခွာလာခဲ့ရပါတယ်။အဲဒီရာသီမှာမန်စီးတီးတို့ဆွတ်ခူးနိုင်ခဲ့တဲ့တခုတည်းသောဆုဖလားက FA Cup ဖြစ်ပါတယ်။2025-26ရာသီမှာတော့စီးတီးတို့ဟာနောက်ပိုင်းနှစ်တွေမှာတောက်လျှောက်ပုံစံကောင်းတွေပြသလာခဲ့တဲ့အာဆင်နယ်ရဲ့နောက်ဒုတိယနေရာနဲ့သာရာသီကုန်ဆုံးခဲ့ရပါတယ်။ချန်ပီယံလိမှာလည်း16သင်းအဆင့်ကနေလှည့်ပြန်လာခဲ့ရပါတယ်။ဒါပေမဲ့ပြည်တွင်းဆုဖလားတွေဖြစ်တဲ့ EFL နဲ့ FA တို့ကိုတော့ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ရာသီကုန်ချိန်မှာတော့ဂွာဒီယိုလာဟာမန်စီးတီးကနေထွက်ခွာတော့မယ်လို့ကြေညာသွားခဲ့ပြီးဂွာဒီယိုလာရဲ့မန်စီးတီးခေတ်တစ်ခါလည်းအဆုံးသတ်ခဲ့ရပါတယ်။ပြိုင်ဘက်ပရိသတ်တွေနဲ့မီဒီယာဝေဖန်ရေးသမားတွေကတော့ဂွာဒီယိုလာဟာအင်္ဂလန်ထိပ်တန်းလိကိုဘယ်သူမှမရှင်နိုင်တဲ့ဖာမာလီအဖြစ်ပြောင်းလဲပစ်ခဲ့တယ်လို့လည်းညှိတွားခဲ့ကြပါတယ်။ဒါဂွာဒီယိုလာမဖြစ်နိုင်တာကိုလုံးပြနိုင်ခဲ့ပြီဆိုတဲ့အထင်ရှားဆုံးသက်သေပါပဲ။အင်္ဂလန်ကိုစတင်ရောက်ရှိလာချိန်တုန်းကဘောလုံးဝေဖန်သူတွေကသူ့ရဲ့ကက်တလန်စတိုင်ဟာစတုတ်စီးတီးလိုအကြမ်းပတမ်းအသင်းတွေကိုတော့ရှင်နိုင်ပါမလားလို့တန်တရားဝင်ခဲ့ကြပါတယ်။ဒါပေမဲ့9နှစ်ကြာလွှမ်းမိုးပြီးချိန်မှာတော့သူဘယ်တော့မှအင်္ဂလန်မှာမအောင်မြင်နိုင်ဘူးလို့ဝေဖန်ခဲ့ကြတဲ့ဝေဖန်သူတွေကိုယ်တိုင်တော့ဒီ league ကြီးရဲ့ရှင်ပြိုင်နိုင်စွမ်းကိုမေးခွန်းပြန်ထုတ်စေခဲ့တဲ့အထိလွှမ်းမိုးပြခဲ့တာပါ။ဂွာဒီယိုလာဟာပရီးမီးယားလိသမိုင်းကြောင်းတစ်ခုလုံးမှာအကောင်းဆုံးနီးပြတွေကတယောက်ဖြစ်တယ်ဆိုတာသူကိုယ်တိုင်သက်သေပြခဲ့ပြီးပါပြီ။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။